တတ္တဝါတွေမှာကံကောင်းတဲ့အချိန်တွေရှိတယ်လို့ကံဆိုးတဲ့အချိန်တွေရှိတယ်အတိတ်တုန်းကပါလာတဲ့ကံဆိုတာကိုမြင်ရတာမဟုတ်ဒီတော့အကြောင်းရှိလို့အကျိုးတွေဖြစ်ကြတဲ့အခါရှောင်ပြေးလို့မရကြဘူးတေခြင်းတရားနဲ့ကြုံမယ်ဆိုလို့ရှိရင်လေသမုဒ္ဒရာတဲ့ဆင်ပြေလည်းမလွတ်ဘူးတောင်ထိပ်တက်ပြေလည်းမလွတ်ဘူးကောင်းငင်တက်လည်းမလွတ်ဘူးတေကံပါလာရင်တေကိုတေတယ်အဲ့တော့ကို့မှာကံကောင်းခြင်းတွေရှိနေဖို့အတိတ်ကအဆိုးတွေပါလာရင်လည်းတတ်တာအောင်နေ့စဉ်ကုသိုလ်တစ်ခုတော့လုပ်နေဖို့လိုတာပါလာတဲ့ကံတွေကိုပြောင်းလဲပြစ်နိုင်ဖို့တော့၎င်းလမ်းကြောင်းပြောင်းပြစ်နိုင်အောင်တော့၎င်းဒီနေ့လုပ်တဲ့ကုသိုလ်တွေကသာလမ်းကြောင်းပြောင်းပြနိုင်တာအာစင်နကံအပြင်နေ့စဉ်ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်တွေပဲလုပ်လာမယ်ဆိုရင်အကုသိုလ်အကျိုးပေးတာတတ်တာသွားတယ်သို့တော်ကိုယ်ကလည်းပြစ္ဆုတ်ပံမှာအတ္တဖုံးလွှမ်းပြီးမသိမှုအဝိဇ္ဇာဖုံးလွှမ်းထားတဲ့အခါကျတော့အကြောင်းအကျိုးအကောင်းအဆိုးမဝေဖန်နိုင်တဲ့အချိန်တွေမှာ